အားလုံးပဲမင်္ဂလာပါရှင်မာဂျူရီမိသားစုကိုကြည့်ရှုအားပေးနေတဲ့ခုနှစ်ရက်သားသမီးအားလုံးစိတ်ရွှင်လန်းချမ်းမြေ့ပါစေကြောင်းဥစွာဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်ကျမကတော့ဆီယမကြီးဒေါက်တာစောယူနွယ်ရဲ့တပည့်ရင်ဆီယမခင်စုရတော်ဖြစ်ပါတယ်2026ဖေဖော်ဝါရီ9ရက်မှ15ရက်အတွင်းမှာခုနှစ်ရက်သားသမီးတွေအတွက်ကန်ဆာတာကိုကျမကဟောကြားပေးသွားမှာဖြစ်ပါတယ်ရှင်ညရအဗန်ကောင်းလေးစီငွေက Corporate နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ Virgin Coconut Oil ပါဝင်တဲ့အတွက်ဆန္ဒကိုနှမောင်တန်ဆန်းစီက protein ဆုပ်ရှုပ်မှုကြောင့်ပျက်စီးနေတဲ့ဆန္ဒကိုပြန်လည်အားဖြည့်ပေးပြီးစပင်တစ်ခွဖြစ်တာ6တွေ့ရနဲ့စပင်ကျွချင်းများကိုအမြန်ဆုံးသက်သာစေပါရဲ့ရှင်။ဆန္ဒပြဿနာများအားလုံးညအရာသာအကောင်းဆုံးပထမအဆုံးအနေနဲ့တနင်္ဂနွေသားသမီးတွေကတော့ဒီတစ်ပတ်မှာလုပ်ငန်းဟောင်းတွေပြန်ဝင်တတ်ပါတယ်ရှင်ဆုံးရှုံးပြီလို့ထင်ထားတဲ့အရာအလုံးကလည်းပြန်ဝင်လာတတ်ပါတယ်မိတ်ဆွေအရင်းချာတွေစီကနေလည်းအကူအညီတွေရတတ်ပါတယ်ရှင်ပြည်ပနဲ့ဆက်သွယ်လုပ်ကိုင်နေတဲ့လုပ်ငန်းတွေဆိုရင်လည်းအဆင်ပြေတတ်ပါတယ်ဘယ်ကိစ္စမဆိုကိုရိုင်းလုပ်ကိုင်မှာဦးစီးဦးဆောင်လုပ်မှာအောင်မြင်မဲ့ကာလလည်းဖြစ်ပါတယ်ရှင်ဒီတစ်ပတ်မှာတနင်္ဂနွေသားသမီးတွေကထီကန်ကောင်းတဲ့ကာလလည်းဖြစ်ပါတယ်ဒါကြောင့်ထီထိုးလိုက်ပါရှင်ဝန်ထမ်းတွေဖို့ကြတော့ယာရုတွေလည်းတိုးတက်ပါတယ်နေရာကောင်းတွေလည်းရတတ်ပါတယ်ရှင်ပြပခီးဝေးသွားဖို့ကြံရွယ်နေတဲ့သူတွေဆိုရင်လည်းဒီအချိန်မှာစူးစမ်းတဲ့အချိန်လည်းဖြစ်ပါတယ်ရှင်ကြောက်စိမ့်လိုကြောက်မြက်ရတနာတွေလည်းဒီတစ်ပတ်မှာဝင်နေတတ်ပါတယ်ကျမ်းမာရေးနေနဲ့ဆိုရင်တနင်္ဂနွေသားသမီးတွေကနည်းနည်းလေးပဲစိုးရင်ရပါတယ်ရှင်ဒီတစ်ပတ်မှာဆိုရင်ထိခိုက်ရှနာလေးတွေဖြစ်တတ်တာအတွက်ကြောင့်မို့လို့နည်းနည်းလေး view စိုက်လိုက်ပါရှင်တနင်္ဂနွေသားသမီးတွေကကံကောင်းစေတဲ့နံပါတ်ကတော့ဒီတစ်ပတ်မှာ4 3 2ကနန်းနေပဲဖြစ်ပါတယ်ကံကောင်းတဲ့အရောင်ကတော့ကျင်းနီရောင်ပဲဖြစ်ပါတယ်ရှင်ကိုယ့်ရဲ့အရေးကြီးတဲ့လုပ်ငန်းတွေလုပ်တော့မယ်ဆိုရင်ကျင်းနီရောင်အသုံးဆောင်လေးတွေကိုဆောင်သွားတာကျင်းနီရောင်အင်ကြီးလေးတွေဝတ်ဆင်သွားမယ်ဆိုရင်တော့ပိုပြီးအောင်မြင်ပါလိမ့်မယ်ရှင်တနင်္ဂနွေသားသမီးတွေကဒီတစ်ပတ်မှာကံအညံ့နေပပျောက်ပြီးတော့ကံကောင်းတဲ့ကံကောင်းမှုဆိုရင်ကိုယ့်ရဲ့မိတ်ဆွေတဦးကိုခီးစိတ်တူတန်းလိုက်ပါရှင်ကံကောင်းသွားပါလိမ့်မယ်ဆက်လက်ပြီးတော့တနင်္လာသားသမီးတွေအတွက်ဆက်လက်ဟောကြားပေးမှာဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့တနင်္လာသားသမီးတွေကကံကောင်းနေတဲ့ကာလပဲဖြစ်ပါတယ်ရှင်မိတ်ဆွေကောင်းတွေနဲ့လည်းပြန်တွေ့ရတတ်ပါတယ်လျှက်စစ်ပစ္စည်းရောင်းဝယ်နေတဲ့သူတွေဆိုရင်ဒီကာလမှာအလွန်အဆင်ပြေတဲ့ကာလပဲဖြစ်ပါတယ်ရွှေလဲဝင်တတ်ပါတယ်ရှင်ပြပခီးကိစ္စတွေလုပ်မယ်ဆိုရင်တော့အနှဲငယ်လွဲချော်နေတတ်ပါတယ်ငယ်ရွယ်သူတွေဖို့ဆိုရင်တော့အခြေအေးကအဆင်ပြေတဲ့ကာလလည်းဖြစ်ပါတယ်ရှင်အစင်လဲပြည်တယ်လို့ကံကောင်းနေမဲ့ကာလလည်းဖြစ်ပါတယ်ရှင်အိမ်အောင်ရှိတဲ့သူတွေကတော့တယောက်နဲ့တယောက်စိတ်မချနိုင်ဖြစ်တဲ့ကာလလည်းဖြစ်ပါတယ်ဆုံးရှုံးပြီလို့ထင်ထားတဲ့အရာအလုံးကလည်းဒီချိန်ကာလမှာပြန်ဝင်လာမဲ့အချိန်လည်းဖြစ်ပါတယ်ရှင်တနင်္လာသားသမီးတွေကဒီချိန်မှာကံကောင်းတဲ့ကာလလည်းဖြစ်တယ်လို့ထီကန်လည်းကောင်းနေမှာဖြစ်ပါတယ်ဒီတော့ထီကန်ဆန်းမယ်ဆိုရင်9အစား9အစုံထိုးမယ်ဆိုရင်တော့ကံအထောက်ပံ့နေနဲ့ကံကောင်းနိုင်ပါတယ်ရှင်တနင်္လာသားသမီးတွေကဒီကာလမှာမမျှော်လင့်မဲနဲ့ချစ်သူနဲ့ပြန်ဆုံမဲ့ကာလလည်းဖြစ်ပါတယ်ကိုယ့်အိမ်မှာကလေးလေးတူရှိမယ်ဆိုရင်သူ့ကိုနည်းနည်းလေး view စိုက်ပေးလိုက်ပါအနှဲငယ်ဖျားနာတတ်ပါတယ်ရှင်ဒီတစ်ပတ်မှာတနင်္လာသားသမီးတွေအတွက်ကံကောင်းတဲ့နံပါတ်ကတော့2ကနန်း5ကနန်း9ကနန်းပဲဖြစ်ပါတယ်နိုစင်းရောင်ကတော့တနင်္လာသားသမီးတွေအတွက်ကံကောင်းစေတဲ့အရောင်ပဲဖြစ်ပါတယ်ရှင်ဒါကြောင့်ကိုကအရေးကြီးတဲ့ကိစ္စလေးတွေလုပ်မယ်ဆိုရင်နိုစင်းရောင်လေးဝတ်ဆင်ပြီးသွားလုပ်မယ်ဆိုရင်ပို့ပြီးတော့ကံကောင်းပြီးတော့အောင်မြင်မယ်လို့ကျွန်မကတော့ယုံကြည်ပါတယ်ရှင်တနင်္လာသားသမီးတွေအတွက်ဒီတစ်ပတ်မှာကံကောင်းတဲ့ကံကောင်းမှုဆိုရင်မိဘမဲ့ကျောင်းနေမှာသွားပြီးတော့ငွေလူတန်းပေးလိုက်ပါရှင်ကံကောင်းသွားပါလိမ့်မယ်ဆက်လက်ပြီးတော့အင်္ဂါသားသမီးတွေအတွက်ဟောကြားပေးမှာဖြစ်ပါတယ်ရှင်အင်္ဂါသားသမီးတွေကဒီတစ်ပတ်မှာဆိုရင်အလုတ်ကင်အခွင့်အလန်းတွေနဲ့ဆိုရင်နေရာပြောင်းတာအလုတ်ပြောင်းတာတွေကြုံတွေ့ရတတ်ပါတယ်။ကွဲကွာနေတဲ့ချစ်သူနဲ့ဆိုရင်လည်းပြန်ဆုံရတတ်ပါတယ်ရှင်။ဒီချိန်မှာအင်္ဂါသားသမီးတွေကပြပခီးကိုသွားမယ်ဆိုရင်ကောင်းတဲ့အချိန်ကာလပဲဖြစ်ပါတယ်။ငွေကတော့အဝင်ထွက်ကျန်းနေတတ်ပါတယ်ရှင်။စံမေးပွဲအင်တာဗျူးကိစ္စနဲ့ပတ်သက်ပြီးဆိုရင်တော့သတင်းကောင်းတွေကြားရတယ်လို့ပျော်ရွှင်ရမယ့်ကာလလည်းဖြစ်ပါတယ်။စိတ်ထိခိုက်စရာလေးအနှဲငယ်တော့တွေ့ရတတ်ပါတယ်ရှင်။ဒီကာလမှာတနင်္လာသားသမီးတွေကစက်တူလုပ်ငန်းလုပ်ကိုင်မယ်ဆိုရင်အကျိုးပေးတဲ့ကာလလည်းဖြစ်ပါတယ်။ငွေအတွက်ကတော့စိတ်ချမ်းသာရပါမယ်ရှင်။
တနင်္လာသားသမီးတွေစီကိုဒီတစ်ပတ်မှာစက်ပစ္စည်းတွေရုတ်တရက်ဝင်လာတတ်ပါတယ်ပြိုရွယ်သူတွေဖို့ဆိုရင်အခက်ခဲအနှဲငယ်ရှိတတ်ပါတယ်ရှင်အိမ်အောင်ရှင်တွေအတွက်ဆိုရင်လည်းတူးနဲ့တူးအစင်မပြေတာလေးတွေအဖုထစ်ကလေးတွေရှိနေတတ်ပါတယ်ဒါကြောင့်တယောက်နဲ့တယောက်နားလည်ရင်းနဲ့ရှေ့ဆက်သွားမယ်ဆိုရင်တော့ပျော်ရွှင်မှုတွေကြုံတွေ့ရမှာဖြစ်ပါတယ်ရှင်ကျမ်းမာရေးအနေနဲ့ဆိုရင်အင်္ဂါသားသမီးတွေကခေါင်းနဲ့ပတ်သက်တာအဆင့်နဲ့ပတ်သက်တာဘိုင်းနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်ပါတယ်နည်းနည်းလေးဂရုစိုက်လိုက်ပါရှင်အင်္ဂါသားသမီးတွေတဲ့ဒီတစ်ပတ်မှာကံကောင်းတဲ့နံပါတ်ကတော့1ကနန်း9ကနန်း4ကနန်းပဲဖြစ်ပါတယ်အဲ့တော့ကိုကတခုခုရွေးချယ်တော့မယ်ဆိုရင်1ကနန်းကိုရွေးချယ်မယ်9ကနန်းကိုရွေးချယ်မယ်4ကနန်းကိုရွေးချယ်မယ်ဆိုရင်တော့ကိုယ့်အတွက်ကတော့ကံတွေကတော့တာနေမှာပါပဲရှင်အင်္ဂါသားသမီးတွေအတွက်ကံကောင်းတဲ့အယောင်ကစက်ဥနှစ်အယောင်လေးပဲဖြစ်ပါတယ်ရှင်ဒီတစ်ပတ်မှာလေအင်္ဂါသားသမီးတွေကကံအညံ့နေပပျောက်ပြီးတော့ကံကောင်းမှုဆိုရင်ရရလေးခြေလိုက်ပါရှင်။ကျောင်းသားတူဦးကိုပတ်ဝန်းကျင်မှာရှိတဲ့ကျောင်းသားတူဦးကိုဖက်စာအုပ်လေးလှူဒန်းရင်းဖြင့်ကိုယ့်ရဲ့ကံအနေကိုမြင့်တင်ပေးလိုက်ပါနော်။ဗုဒ္ဓသားသမီးတွေကတော့ဒီတစ်ပတ်မှာကိုယ်ပိုင်လုပ်ငန်းလုပ်နေမယ်ဆိုရင်စက်တူလုပ်ငန်းလုပ်ဖို့အတွက်အခွင့်အရေးတွေထပ်ပေါ်တတ်ပါတယ်ရှင်။စက်ပစ္စည်းအသစ်တွေဝင်တာမျိုးနော်ထွက်နေတဲ့စက်ပစ္စည်းတွေပြန်ဝင်လာတာမျိုးတွေလည်းကြုံရတတ်ပါတယ်ဒါပေမဲ့ဒီကာလမှာဗုဒ္ဓသားသမီးတွေကမြေအဝင်မခံပါနဲ့ရှင်အလုံးမှာလည်းဗုဒ္ဓသားသမီးတွေကအနှဲငယ်အတိုက်ခံလေးတွေကတော့ပေါ်တတ်ပါတယ်ဒါပေမဲ့အတိုက်ခံကြားကအောင်မြင်မဲ့ကာလလည်းဖြစ်ပါတယ်ရှင်ငယ်ရွယ်တဲ့သူတွေဖို့ဆိုရင်တော့အခြေမှာလမ်းခွဲရလာအောင်ပြဿနာလေးတွေပေါ်တတ်ပါတယ်နော်နည်းနည်းလေးဂရုစိုက်လိုက်ပါမြင်နဲ့ပတ်သက်ပြီးဆိုရင်တော့ကျမကပြောခဲ့သလိုအဝင်မခံရသလိုမြင်နဲ့ပတ်သက်ရင်စိတ်အနှောက်အယှက်လေးဖြစ်တတ်ပါတယ်ဒါကြောင့်မို့လို့မြင်နဲ့ပတ်သက်ရင်အနှဲငယ်ရှောင်နေတာကတော့ပို့ပြီးတော့ကောင်းပါတယ်ရှင်ဗုဒ္ဓသားသမီးတွေအတွက်ဒီတစ်ပတ်မှာကံကောင်းစေတဲ့အယောင်ကအဖြူရောင်ဖြစ်ပါတယ်ရှင်ဒါကြောင့်အရေးကြီးကိစ္စတွေသွားလုပ်မယ်ကိုကလုပ်ငန်းတစ်ခုကိုစတင်တော့မယ်ဆိုရင်အဖြူရောင်လေးတွေကိုသုံးဆွဲပြီးတော့လုပ်ကင်မယ်ဆိုရင်တော့ဒီတစ်ပတ်မှာအဖြူရောင်ကကံကောင်းတဲ့အယောင်လေးဖြစ်ပါတယ်ရှင်ဒါကြောင့်ကံကောင်းသွားမှာပါဝတ်ဆင်ကြည့်ပါနော်ကံကောင်းတဲ့အယောင်ကတော့2ကနန်း3ကနန်း6ကနန်းနေပဲဖြစ်ပါတယ်ဗုဒ္ဓသားသမီးတွေကံအညံ့နေပပျောက်ပြီးတော့ကံကောင်းမှုဆိုရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုယ့်အိမ်မှာရှိတဲ့မိဘပဲဖြစ်ဖြစ်ကိုယ့်ပတ်ဝန်းကျင်မှာပဲရှိတဲ့တက်ကြီးရွယ်ကိုတူးကိုထီးလူတန်းလိုက်ပါရှင်ကံကောင်းသွားပါလိမ့်မယ်ဇာတာပရိသတ်သမီးတွေကတော့ဒီတစ်ပတ်မှာစီးပွားရေးအခြေအနေအားလုံးကောင်းမွန်တိုးတက်နေတဲ့ကာလပဲဖြစ်ပါတယ်ရှင်ဒီကာလမှာဘာပဲလုပ်ကိုင်သမျှအဆင်ပြေနေလိမ့်မယ်အောင်မြင်အကျိုးပေးမှုတွေလည်းရှိနေပါလိမ့်မယ်ရှင်ငွေကြေးကိစ္စလေးတွေကတော့အနှင်းငယ်အမားယွင်းအလွဲချော်လေးတွေရှိတတ်တယ်အထင်ငေါ်လေးတွေရှိတတ်တော့ငွေကြေးနဲ့ပတ်သက်ရင်ဂရုစိုက်လိုက်ပါရစရာရှိတဲ့ငွေကမရဘဲလဲဖြစ်နေတတ်ပါတယ်သူများရဲ့ပြဿနာကြားမှာဂျားညက်ခံနေရတတ်ပါတယ်ကိုကမစီမဆိုင်မဲနဲ့ဝင်ပြီးတော့ရှင်းလင်းပြောဆိုရတာလေးလည်းကြုံတွေ့ရတတ်ပါတယ်ရှင်ဒီကာလမှာဘာပဲလုပ်ဘလို့ပဲနေကိုယ့်ရဲ့စိတ်ကစိတ်တိုင်းမကြဖြစ်နေတတ်ပါတယ်စိတ်ကအဆင်မပြေဘူးပေါ့ရှင်နောက်ထပ်နေရာတွေအလုပ်တွေပြောင်းမယ်ဆိုရင်လေဒီလိုလေးပဲစိတ်အဆင်မပြေမှုလေးရှိနေတတ်ပါတယ်ဒါကြောင့်လက်ရှိအလုပ်ကလေးကိုပဲမေးပြီးတော့ဆက်လက်လုပ်ကြရင်တော့ပိုပြီးအဆင်ပြေပါလိမ့်မယ်ရှင်ဇာတာပရိသတ်သမီးတွေအတွက်ဒီတစ်ပတ်မှာကံကောင်းတဲ့နံပါတ်တွေက3ကနန်း9ကနန်း10ကနန်းပဲဖြစ်ပါတယ်အကျိုးပေးတဲ့အယောင်ကတော့ခဲရောင်လေးပဲဖြစ်ပါတယ်ရှင်ဒါကြောင့်ဇာတာပရိသတ်သမီးတွေကခဲရောင်လေးဝတ်ဆင်ပြီးတော့ကံကောင်းအောင်ပြုလုပ်လိုက်ပါရှင်ဒီတစ်ပတ်ဇာတာပရိသတ်သမီးတွေအတွက်ရေရရာအထောက်ပံ့လေးရတော့တက်ကြီးရွယ်ကိုတူကိုမျက်နှာတုပ်ပွားလေးလှူဒန်းလိုက်ပါရှင်ကံအညံ့နေပပျောက်ပြီးတော့ကံကောင်းတဲ့ကံကောင်းသွားပါလိမ့်မယ်ဆက်လက်ပြီးတောက်ကြသားသမီးတွေအတွက်ဟောကြားပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီတစ်ပတ်မှာတောက်ကြသားသမီးတွေကမထင်မှတ်ဘဲနဲ့မရည်ရွယ်ဘဲနဲ့ခရီးတစ်ခုကိုသွားတတ်ပါတယ်သူတစ်ပါးကိစ္စတွေအတွက်ခရီးတွေသွားတတ်ပါတယ်ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေတဲ့လူတွေဆိုရင်လုပ်ငန်းတွေအများကြီးတိုးချဲ့ရတဲ့ကာလလေးဖြစ်ပါတယ်ရှင်ဘာပဲလုပ်တောက်ကြသားသမီးတွေကဒီတစ်ပတ်မှာအောင်မြင်နေတဲ့အချိန်ခါကောင်းလည်းဖြစ်ပါတယ်အလှပြင်ဆိုင်တွေ fashion design ပြုလုပ်တဲ့လူတွေအဝတ်ထည်ဆိုင်ဖွင့်တဲ့သူတွေဆိုရင်နာမည်ကြီးအောင်မြင်မဲ့ကာလလည်းဖြစ်ပါတယ်ဒါကြောင့်ရှေ့တိုးပြီးတော့လုပ်ကင်မယ်ဆိုရင်တော့အကောင်းဆုံးကာလပဲဖြစ်ပါတယ်ရှင်တောက်ကြသားသမီးတွေက
အလူပွဲမင်္ဂလာပွဲအစီအစဉ်တွေကတော့ထင်ခေါ်တာရက်ရွှေတာတွေကြုံရတတ်ပါတယ်ဝန်ထမ်းဆိုရင်တော့ယာရုတက်မဲ့အခြေအနေပါပဲเนาะမမျော်လင့်မဲနဲ့လေတောက်ကြသားသမီးတွေကရီးစားဟောင်းနဲ့ချစ်သူဟောင်းနဲ့ပြန်တွေ့ရတတ်ပါတယ်ရှင်ကိုယ့်ရဲ့အိမ်မှာကလေးလေးတွေရှိမယ်ဆိုရင်တော့အနှဲငယ်ဂရုစိုက်ပေးလိုက်ပါရေနဲ့နီးစက်တဲ့နေရာတွေမှာကစားမယ်ဆိုရင်အန်ဒီရယ်လေးတွေရှိတတ်ပါတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့သားသမီးလေးတွေရှိမယ်ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ကလေးလေးတွေဆိုရင်အနှဲငယ်ဂရုစိုက်ပေးလိုက်ပါရှင်တောက်ကြသားသမီးတွေအတွက်ဒီတစ်ပတ်မှာကံကောင်းစေတဲ့အယောင်တွေကတော့ရွှေရောင်ငွေရောင်လေးတွေပဲဖြစ်ပါတယ်เนาะကံကောင်းတဲ့နံပါတ်ကတော့1ကနန်း4ကနန်း9ကနန်းပဲဖြစ်ပါတယ်ရှင်ဒီတစ်ပတ်မှာတောက်ကြသားသမီးတွေရဲ့ကံကောင်းစေတဲ့ရတရားကတော့စာကြည့်တိုက်ကလေးတွေကိုသွားပြီးတော့ကိုယ့်ရဲ့စာအုပ်ကလေးတွေပေါ့နော်ကိုယ်အဆင်ပြေတဲ့စာအုပ်ကလေးတွေကိုလှူဒန်းရဖြင့်ကိုယ့်ရဲ့ကံကိုမြင့်တင်ပေးလိုက်ပါရှင်ကံကောင်းတဲ့ကံကောင်းသွားပါလိမ့်မယ်ဆက်လက်ပြီးတော့စနေသားသမီးတွေအတွက်ဟောကြားပေးပါမယ်စနေသားသမီးတွေရဲ့လုပ်ငန်းမှာဆိုရင်ကိုယ့်ရဲ့လုပ်ငန်းမှာငွေကြေးလိုအပ်နေမယ်ဆိုရင်ဒီကာလမှာကုညီမဆမဲ့သူစောင့်ရှောက်မဲ့သူပေါ်မဲ့ကာလပဲဖြစ်ပါတယ်ယာရုတက်ဖို့အတွက်ကိုကပေါ့နော်နည်းနည်းအခက်ခဲလေးကြားကနေပဲယာရုတွေကတိုးတက်မဲ့ကာလလည်းဖြစ်ပါတယ်နော်ခီးသွားဖို့ရှိနေတယ်ဆိုရင်လည်းခီးမှာနည်းနည်းလေးစိတ်အနှောက်အယှက်ကလေးတော့ကြုံနေမှာပါရှင်စာရက်စာနဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်စရာလေးတော့ဒီကာလမှာအနှင်းငယ်ကြုံရတတ်ပါတယ်ဒါကြောင့်စာရက်စာနဲ့တွေကိုလက်မှတ်ထိုးမယ်စာရက်စာနဲ့ကိစ္စတွေကိုလုပ်တော့မယ်ဆိုရင်တည်တည်ချာချာလေးစီစစ်ပြီးတော့မှလုပ်ကင်မယ်ဆိုရင်တော့အဆင်ပြေသွားပါလိမ့်မယ်နောက်ပြီးတော့စာအုပ်စာပေတွေထုတ်ဝေတဲ့လူတွေဆိုရင်လောက်ကင်နေတဲ့သူတွေဆိုရင်ဒီကာလကအဆင်ပြေမဲ့ကာလပါပဲရှင်ဒီကာလမှာစနေသားသမီးတွေအနေနဲ့ငယ်ရွယ်သူတွေဆိုရင်ချစ်သူနဲ့လမ်းခွဲရတဲ့ကာလလည်းဖြစ်ပါတယ်ရှင်အိမ်တော်ရှင်တွေကတော့အဆင်ပြေနေပါလိမ့်မယ်ရှင်သူတို့တဦးနဲ့တဦးချစ်ကြည်နူးပြီးတော့ပျော်ရွှင်ရမယ့်ကာလလည်းဖြစ်ပါတယ်ကျမ်းမာရေးအနေနဲ့ဆိုရင်တော့စနေသားသမီးတွေကဒီကာလမှာအဆုတ်ကိုနည်းနည်းလေးသတိထားလိုက်ပါရှင်အဆုတ်နဲ့ပတ်သက်တဲ့ယောဂလေးတွေဖြစ်တတ်ပါတယ်အမြင့်ကပြုတ်ကျလာတဲ့လေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မို့လို့အမြင့်ကိုတက်မယ်ဆိုရင်လည်းသတိထားစေချင်ပါတယ်စနေသားသမီးတွေကဒီတစ်ပတ်မှာဆိုရင်ကံကောင်းစေတဲ့အယောင်ကတော့မိခိုးရောင်ဖြစ်ပါတယ်ရှင်ကံကောင်းတဲ့နံပါတ်တွေကလည်း2ကနန်း9ကနန်း3ကနန်းပဲဖြစ်ပါတယ်ရှင်စနေသားသမီးတွေဒီတစ်ပတ်မှာကံကောင်းမှုဆိုရင်ကျောင်းသားလေးတွေကိုဗလာစာအုပ်လှူဒန်းလိုက်ပါရှင်ကံအညံ့နေပပျောက်ပြီးတော့ကံကောင်းတဲ့ကံကောင်းလာပါလိမ့်မယ်ယာဟုသားသမီးတွေအတွက်ဟောကြားရမယ်ဆိုရင်ဖြင့်ယာဟုသားသမီးတွေကဒီတစ်ပတ်မှာအတတ်ပညာတစ်ခုကိုသင်ကြားတတ်ရပါတယ်သင်တန်းတက်ရတာမျိုးเนาะဒါမျိုးတွေကြုံတွေ့ရတတ်ပါတယ်ရှင်အဖွဲ့အစည်းတစ်ခုအထဲကိုလည်းဝင်ရောက်ရတတ်ပါတယ်အလုပ်တွေများပြီးတော့နားချိန်မရအောင်ပင်ပန်းရတတ်ပါတယ်ရှင်လူလဲပင်ပန်းစိတ်လဲပင်ပန်းတဲ့ကာလလေးဖြစ်ပါတယ်အမွေရတာဒါမှမဟုတ်မြေရတာကြီးလည်းကြုံတွေ့ရတတ်ပါတယ်အခုကာလမှာလက်ခံလိုက်ရင်အလဟတ်နဲ့ကုံသွားတတ်ပါတယ်ရှင်အထက်လူကြီးကတော့ကုညီမစားတတ်ပါတယ်ကိုယ့်ရဲ့လုပ်ငန်းမှာအထက်လူကြီးတွေကကုညီစောင့်ရှောက်တာကိုယ့်ရဲ့ဆရာသမားတွေကကုညီပံ့ပိုးတာတွေကြုံတွေ့ရမယ့်ကာလလည်းဖြစ်ပါတယ်ဒီပံ့ပိုးမဲ့နေနံသားတွေကတော့ဇာတာပရိသားသမီးစနေသားသမီးတွေကကိုယ်ကုညီစောင့်ရှောက်မဲ့သူတွေပဲဖြစ်ပါတယ်ဒီကာလမှာယာဟုသားသမီးတွေကနိုင်ငံခြားသွားဖို့ကြံရွယ်နေရဆိုရင်အခုကာလကိုဆောင်ရွက်လိုက်ပါရှင်နိုင်ငံခြားကိစ္စတွေအဆင်ပြေမဲ့ကာလလည်းဖြစ်ပါတယ်ဒီတော့ယာဟုသားသမီးတွေကဒီတစ်ပတ်မှာကံကောင်းမှုဆိုရင်ရွှေရောင်လေးကိုစောင့်သွားပါရှင်ရွှေရောင်အသုံးဆောင်လေးတွေစောင့်သွားတာရွှေရောင်ပေါ့နော်ကိုယ့်ရဲ့အဝတ်စားစင်မှုမှာရွှေရောင်လေးပါတာလေးကိုဝတ်သွားမယ်မိန်းကလေးတွေဆိုရွှေရောင်စတိုးလေးရွှေရောင်ကလစ်ကလေးကိုပန့်သွားမယ်ဆိုရင်တော့ကံတွေကပို့ပြီးတော့ကောင်းသွားမှာပါရှင်ကံကောင်းတဲ့နံပါတ်ကဒီတစ်ပတ်မှာဆိုရင်1ကနန်း9ကနန်းနေပဲဖြစ်ပါတယ်ဒါကြောင့်ယာဟုသားသမီးတွေကကနန်းတစ်ခုကိုရွေးချယ်မယ်ရက်တွေကိုရွေးချယ်မယ်ဆိုရင်1ရက်နေ့တို့9ရက်နေ့တို့မှာလောက်ကင်လိုက်ပါရှင်ယာဟုသားသမီးတွေအတွက်ကံကောင်းမှုဆိုရင်အိမ်ကဖះမှာပေါင်မုတ်ထောပတ်တုတ်ကလေးကိုလှူဒန်းလိုက်ပါကံကောင်းတဲ့ကံကောင်းသွားပါလိမ့်မယ်ရှင်မာဂျူရီမိသားစုနဲ့တကွာ9ရက်သားသမီးအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပါစေလို့ကျမဆီယမခင်စုရတော့ကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်